အားလုံးပဲမင်္ဂလာပါ Railway Yoga Studio ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညီမကအားလုံးလည်းအလွယ်တကူလိုက်လို့ရမယ် daily stretching လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲညီမနဲ့တူတူလိုက်လို့ကြည့်အောင်နော်Okay အဲ့ဆိုရင်အရင်ဆုံး easy position လေးနဲ့အရင်ထိုင်လိုက်မယ်ကိုယ့်ရဲ့ခြေဖနှောက်လေးနှစ်ဖက်ကိုတတ်နိုင်တဲ့လောက်တန်းလေးထားရခါလေးမမတ်လေးထားပြီးမယ်ပြီးတော့မှကိုယ့်ရဲ့ညာဘက်လက်ကလေးထိပ်လေးနဲ့ဖြာထိပ်လေးနဲ့ကိုထိရဲဘဲဘက်လက်လေးကနရွက်ပေါ်ကနေမှကင်ပြီးတော့ဘဲဘက်ကိုဖြည်းဖြည်းချင်းလေးဖိချလာမယ်ကိုယ့်ရဲ့ပခုံးလေးကအပေါ်လိုက်မတက်လာဘူးပခုံးလေးနှစ်ဖက်လုံးအောက်မှာလျှော်ထားပြီးမယ်ညလုံးလေးကအပေါ်ဘက်ကိုကြည်ထားပြီးမယ်ကိုယ့်ရဲ့ဘဲဘက်လက်မှာအားလေးထည့်ပြီးတော့မှခေါင်းလေးကိုတောက်လျှောက်လေးဖိချထားပြီးမယ်5 4 3 2 1 Okay ရှုသွင်းပြီးတော့မှခေါင်းလေးဖြည်းဖြည်းချင်းပြန်မှတ်တယ်ပြီးရင်နောက်တစ်ဖက်ဘဲဘက်လက်ကလေးထိပ်လေးနဲ့ဖြားထိပ်လေးနဲ့ပြန်ထိရဲပြီးတော့မှညာဘက်လက်လေးကခေါင်းလေးကိုညာဘက်ကိုပြန်ဖိချလာပြီးမယ်Okay ပခုံးလေးပြန်လျှော့ထားပေးမယ်မျက်လုံးလေးကအပေါ်ဘက်ကိုပဲလှမ်းဖြီးထားပေးမယ်ကိုယ့်ရဲ့ဒီဘဲဘက်လက်ပင်ကြောလေးတစ်ချောင်းလုံးတင်းနေတဲ့အထိခေါင်းလေးအောက်ဘက်ဖိချထားတယ် Okay ထိန်းထားပေးရ5 4 3 Okay ရှုသွင်းပြီးတော့မှခေါင်းလေးဖြည်းဖြည်းချင်းပြန်မှတ်လာမယ် Okay နောက်တစ်မျိုးကလက်လေးနှစ်ဖက်ကိုပခုံးနဲ့တထန်းနဲ့ဘေးဘက်မှာဆန်တယ်ရှုသွင်းနဲ့ရှုထောက်လို့ရှိရင်ကိုယ့်ရဲ့ဒီညာဘက်လက်ကကိုယ်တင်မနဲ့တထန်းနဲ့ဘေးမှာချရဲပြီးတော့မှဘဲဘက်လက်လေးကကိုနှစ်ရွက်အပေါ်ကနေမှဘေးဘက်လေးကိုဆွဲဆန်လာမယ်ဟုတ်ပြီကိုယ့်ရဲ့မျက်လုံးလေးကကိုယ့်ရဲ့တထောင်လောက်ကနေမှအပေါ်ဘက်လေးကိုပြန်ကြည့်ထားပြီးမယ်ကဲကွာထက်ရသေးရဲ့ဆိုရင်တော့ညာဘက်တထောင်လေးကိုချလို့ရချပေးမယ်မရလို့ရှင်းလက်လေးဆန်ထားမယ်အရှိဘက်ကိုရတဲ့လောက်လေးဆွဲဆန်လာမယ်ကိုယ့်ရဲ့ဘဲဘက်ဒူလေးကအပေါ်ဘက်ကိုလိုက်မကြွလာဘူးအဲ့တိုင်းလေးထိန်းထားပေးမယ်5 4ကိုယ့်ရဲ့ဘဲဘက်ခါးပြီးကြောလေးတစ်ခြားလုံးတင်းနေအထိဆွဲဆန်ထားရဲ့3 2 Okay ရှုသွင်းမျိုးမှဖြည်းဖြည်းချင်းလေးပြန်မှတ်တယ်ရှုထောက်လက်လေးကိုဘဲဘက်ပြန်ဖိချလာမယ်ညာဘက်လက်လေးကနရွက်ပေါ်ကနေမှပြန်ဖိချမယ်အန်ကွာရရဲဆိုတော့တထောင်လေးပါဖိချလာပြီမယ်ခေတိုင်းလေးထိန်းထားပြီမယ်ပခုံးလေးတွေကိုအရှိပါမကောင်းဘူးပခုံးလေးဆွဲဖွင့်ထားမယ်ခေထိန်းထားပြီမယ်5 4 3 2 1 Okay ရှုသွင်းမြောက်မှာဖြည်းဖြည်းချင်းပြန်မှတ်လာမယ်လက်လေးပြန်ချလာမယ် Okay အဲ့ဆိုရင် shoulder rotation လေးလုပ်ပေးပါမယ်ပခုံးလေးကိုအရှိကနေအပေါ်တန်းရှုသွင်းတယ်အနောက်ဘက်ကိုခြိုင်ရှုထုတ်မယ်အရှိဘက်ကိုလာရှုသွင်းတယ်အနောက်ဘက်ကိုခြိုင်ရှုထုတ်တယ်အရှိဘက်ကိုလာရှုသွင်းတယ်အနောက်ဘက်ကိုခြိုင်ရှုထုတ်တယ်အရှိမှရှုရဲအနောက်ကိုခြိုင်ထုတ်တယ်အရှိမှရှုရဲအနောက်ကိုခြိုင်ထုတ်တယ် Okay 10ချိန်လုပ်ပေးပါမယ်6 7 8 9ခုအနောက်ကနေအရှိကိုပြန်လာပါမယ်ပခုံးလေးနောက်ဘက်ကိုသွားရင်ရှုသွင်းတယ်အရှိဘက်ကိုပြန်လာရင်ရှုထုတ်အနောက်ဘက်ကိုသွားရင်ရှုသွင်းတယ်အရှိဘက်ကိုပြန်ချရင်ရှုထုတ်တယ်အနောက်ကိုသွားရင်ရှုသွင်းတယ်အရှိဘက်ကိုလာရင်ရှုထုတ်မယ်အနောက်ဘက်မှာရှုရဲအရှိဘက်မှာထုတ်တယ်အနောက်မှာရှုရဲအရှိဘက်မှာထုတ်တယ်6 7 8 9 10 Okay အဲ့ဆိုရင် trace လေးလောက်ကြည့်ပါမယ်
ကိုယ့်ရဲ့ဘဲဘက်လက်လေးကညာဘက်ဒူလေးကိုကင်နေညာဘက်လက်လေးကကိုယ့်ရဲ့တင်မဆုံရိုးအနောက်အလဲတဲမှာထောက်ပေးမယ်ရှူထောက်ပြီးတော့မှခါလျောပခုံလျောနောက်ဘက်ကိုဆွဲလှည့်လာမယ်လက်နှစ်ဖက်အားလေးသုံးပြီးတော့မှမများလေးဆွဲလှည့်ထားတယ်ကိုယ့်ရဲ့ညာဘက်ပခုံးလေးနဲ့မေးစီလေးနဲ့ကိုတဒန်းနဲ့လေးထားပြီးရယ်တက်နိုင်တဲ့လောက်လေးနောက်ဘက်ကိုဆွဲလှည့်ပြီးတယ်5 4ရှူသွင်းရှူထုတ်လေးပုံမှန်လေးလုပ်ပြီးတယ်3 2 1ရှူသွင်းပြီးတော့မှရှေ့ဘက်ပြန်လှည့်လာမယ်ရှူထုတ်နောက်တစ်ဖက်တစ်ခါလေးပြန်ဆွဲလှည့်ညာဘက်လက်လေးကဘဲဘက်ဒူလေးကိုကိုင်းဘဲဘက်လက်လေးကကိုယ်နောက်မှာပြန်ထောက်တယ်ပြန်မှရှူထောက်ပြီးတော့မှခါလျောပခုံးလျောပြန်ဆွဲလှည့်လာတယ်မီးစီလေးနဲ့ပခုံးလေးနဲ့ကိုတဒန်းလေးလေးထားပြီးတယ်ခန္ဓာကိုယ်လေးကိုအနောက်ဘက်ကိုရသလောက်လေးဆွဲလှည့်ပြီးမယ်5 4ရှူသွင်းရှူထောက်လေးပုံမှန်လေးလုပ်ပြီးတယ်3 2 ရှူသွင်းမြောက်မှရှေ့ဘက်ကိုပြန်လှည့်လာမယ်အဲ့ဒီမှာခြေပွားလေးနှစ်ဖက်ကိုတစ်ချက်ပူလာမယ်ခြေောက်လေးကိုကိုယ်ဖောက်ရသလောက်လေးဆွဲကပ်လာပြီးမယ်ဟုတ်ပြီပြီးတော့မှအရှိမလက်လေးထောက်လာမယ်ခါလေးကိုမမတ်လေးထားမယ်ပြီးတော့မှအရှိဘက်ကိုရသလောက်လေးဆွဲဆန့်လာမယ်ကိုကအရင်ဆုံးတရောင်လေးချလို့ရအောင်အရင်ကြိုးစားမယ်ရရဆိုရင်ဒီတိုင်းလေးပဲထိန်းထားပြီးမယ်ကိုကမှထက်ရသေးရဆိုရင်လက်ချောင်းထိပ်လေးတွေကိုရှေ့ဘက်ကိုထပ်ဆွဲဆန့်လာမယ်ကိုဒီခန္ဓာကိုယ်ပေါ်ပိုင်းလေးကိုရှေ့ဘက်ကိုဆွဲဆန့်နေလို့သဘောထားပြီးတော့ဆွဲဆန့်မယ်ဖြည်းချင်းဆွဲဆန့်လာမယ်ကိုရရဲဆိုရင်ခြေောက်လေးပေါ်ရင်ဘက်လေးဖိချလာပြီးမယ်ကိုရဲ့ပခုံးလေးတွေလျှော့ထားပြီးမယ်မလာပြီးတော့မတင်ထားဘူးစိတ်လေးကိုလျှော့တယ်ရှူသွင်းရှူထုတ်လေးပုံမှန်လေးပြီးတယ်5 4 3 2 1ဒီမှာပြေးချင်းလေးပြန်ထားလာပြီမယ်ဆိုရင်နောက်တစ်ခုအနေနဲ့ sitting forward ဘန်လေးလုပ်ပါမယ်ခြေောက်လေးနှစ်ဖက်ကိုရှေ့ဘက်မှာဆန်ထုတ်လာမယ်ကိုယ့်ရဲ့တင်မလေးကိုအနောက်ဘက်ကိုထုတ်ပြီးတော့ထိုင်ထားပြီးမယ်ကိုယ့်ရဲ့ခြေချောင်းလေးကိုကိုယ့်ဘက်ကိုကော်ထားပြီးမယ်ခြေထိပ်လေးကိုမြင်ခြေထိပ်လေးကိုကင်ပေးပါမယ်ကဲပြီးကိုကမမြင်ဘူးဆိုလို့ရှိရင်ဒူးလေးကိုနည်းနည်းလေးကွေးပြီးတော့မှကင်လို့ရပါတယ်အဲဆိုရင်ခြေထိပ်လေးခြေချောင်းထိပ်လေးကိုကိုယ့်ဘက်ကိုကော်ပြီးတော့မှကင်ထားပြီးတယ်အရှိဘက်ကိုရသလောက်လေးဖြည်းဖြည်းချင်းဖိချလာမယ်။ကိုယ့်ရဲ့ဒီကြောကောကိုလိုမျိုးခုံမြောင်းမှရှေ့ဘက်ကိုမလာဘူး။ကြောလေးကိုဆွဲဆန့်ထားတယ်။အဲ့တော့မှကိုယ့်ရဲ့ဒီဘိုင်းနဲ့ပေါင်လေးနဲ့ကိုရသလောက်ဆွဲကပ်ဖို့ကြိုးစားပြီးမယ်။အရှိဘက်ကိုရသလောက်ဖြည်းချင်းဖိချလာမယ်။ကိုရတဲ့နေရာမှာထိန်းထားပြီးမယ်။ကိုလုံးဝမရတော့ဘူးတင်းနေပြီဆိုတဲ့နေရာလေးမှာထိန်းထားပြီးတယ်။ပခုံးလေးတွေလိုက်မကြုံထားဘူး။ပခုံးလေးလျှော့ပြီးတယ်။ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ပေါ်ပိုင်းလေးကိုရှေ့ဘက်ရသလောက်ဖြည်းချင်းထပ်ဆွဲဆန့်နေရှူသွင်းရှူထုတ်လေးပုံမှန်လေးလုပ်ပြီးကိုယ့်ရဲ့ဒီပေါင်အောက်လေးတွေတကားကွေးအောက်လေးတွေလိုက်လျှော့ထားမယ်လိုက်ပြီးတော့ဆွဲမတင်ထားဘူးခဲတိုင်းလေးတစ်ချက်ထိန်းထားပြီးမယ်5ထရန်ရှေ့ဘက်ကိုနည်းနည်းချင်းစီထပ်ဆွဲဆန့်ဘိုင်လေးနဲ့ပေါင်လေးနဲ့ရသလောက်ဆွဲကတ်တယ်4 3 2 1 keep ပြီးမှပြေးချင်းပြန်လျှော့လာပြီမယ်အားလုံးပဲဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်တွေမှာလည်းဗီဒီယိုတစ်လေးတွေတင်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်နော် KR ဆိုရင်နောက်တစ်ပတ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ် bye